ဖက်နက်တရဟာကျွန်တော်တို့6ချောင်းနဲ့မတော်ဘူးဆိုရင်ကျွန်တော်တို့ခြေချောင်းတွေကိုဖျက်ပစ်ကြတာဖျက်မပစ်ဘူးထင်တယ်နော်ဒါပေမဲ့တစ်ခါတရမှာကျွန်တော်တို့ဘဝတွေမှာလှုပ်ဆောင်နေတဲ့အရာတွေကကျွန်တော်တို့ခြေချောင်းတွေကိုဖျက်ပစ်နေတာနဲ့တူနေတတ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကဝလာတဲ့အတွက်စိတ်ညစ်လို့ဆိုပြီးတော့ကျွန်တော်တို့ကြက်မိုင်နဲ့မြင်ညွတ်တဲ့ပိန်သေးတွေကိုစားတာအလုတ်ကနေပြန်လာတဲ့အချိန်မှာစိတ်ညစ်လို့စိတ်ပင်ပန်းလို့ဆိုပြီးတော့စိတ်အာရုံလွှဲဖို့ drama series တွေထိုင်ကြည့်တာကျွန်တော်တို့ခြေချောင်းတွေကိုဖျက်ပစ်နေရတယ်အတူတူပါပဲနောက်ပြီးတော့ relationship အဆင်မပြေလို့ဆိုပြီးအရက်ထိုင်တောက်နေတာစီးပွားရေးအဆင်မပြေလို့ဆိုပြီးတော့ကျွန်တော်တို့ online လောင်းကစားဂိမ်းတွေကစားတာကလည်းကျွန်တော်တို့ခြေချောင်းတွေကိုဖျက်ပစ်တာနဲ့အတူတူပါပဲတကယ်တော့ကျွန်တော်တို့ပြဿနာရှိနေတာကခြေချောင်းတွေမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဖက်နှက်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖက်နှက်ဆိုတာကျွန်တော်တို့နေ့စဉ်နဲ့ဘဝနေထိုင်နေတဲ့ကျွန်တော်တို့နေထိုင်မှုပုံစံ lifestyle ပဲဖြစ်ပါတယ်ကျွန်တော်တို့ lifestyle ကိုပြောင်းလဲခြင်းအပြင်ဥပမာကျွန်တော်တို့လေ့ကျင့်ခန်းတွေပို့လို့ကြမယ်ကျွန်တော်တို့ရဲ့ mindset တွေတိုးတက်ကောင်းမွန်လာအောင်ကျွန်တော်တို့စာအုပ်တွေဖတ်ကြမယ်နောက်ပြီးတော့ကျွန်တော်တို့အလုပ်အတွက်တင့်တော်တဲ့ skills တွေကိုကျွန်တော်တို့မြင့်တင်ကြမယ်ဆိုရင်ကျွန်တော်တို့ရှေ့လျှောက်လန်းရတဲ့ဘဝတွေဟာကျွန်တော်တို့ဖက်နှက်နဲ့ကျွန်တော်တို့6ချောင်းတွေကကိုက်ညီမှုရှိပြီးတော့တက်တောင့်တက်တာဖြစ်နေမှာပါပဲအားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော် season တင်ဆက်နေတဲ့ခံယူချက်ရက်90အစီအစဉ်ဖြစ်ပါတယ်ခင်ဗျ